ကျွန်တော်ဒီနေ့ prebiotics အစားအသောက်လေးတွေနည်းနည်းထပ်ပြောပြမယ်။ဘာလို့လဲဆိုတော့ကျွန်မက probiotics တောက်နေတဲ့သူတွေက prebiotics တွေကိုတခြားစားတောက်ပါလို့ပြောတဲ့အခါမှာတချို့ကကြောက်လည်းမသိကြဘူးလာထပ်မေးကြတဲ့သူတွေရှိတယ်ပေါ့နော်။သိတဲ့သူတွေကတော့ကြော်သွားလိုက်ပါ။မသိတဲ့သူတွေကစားတော့စားနေကျွန်မအစားတော့အလွယ်တကူပြောလိုက်တာပေါ့နော်။အသီးရွက်တွေအသီးနှံတွေများများစားရင်များသားအဲ့လိုပြောပေမဲ့ကျွန်မစိတ်ပူသွားတာတကွာဘာလဲဆိုတော့သူတို့စားတော့စားနေတယ်ဒါပေမဲ့သူတို့စားတဲ့ရွေးချယ်စားတောက်တဲ့အသီးရွက်တွေအသီးနှံတွေစားတောက်တွေက prebiotics မကြွယ်ဝတဲ့ဟာတွေဖြစ်နေမှာစိုးလို့ပေါ့နော်။အဲ့လိုစားရဲဆိုလို့ရှိရင်ဘာမှမထူးဖြစ်နေပါနဲ့နော်။စားတော့စားတယ်ကျွန်တော်စားနေရပဲအသီးနှံလည်းအများကြီးစားတယ်အသီးရွက်တွေလည်းအများကြီးစားတယ်ဒါပေမဲ့ဝမ်းကလည်းချုံနေတော့မဲ့ probiotics တောက်နေတဲ့အဆင်မပြေဘူးဒါမျိုးတွေဖြစ်မှာဆိုလို့ပေါ့နော်ဆိုတော့ကျွန်မရသလောက်လေးထပ် share လုပ်ပေးမယ်တချို့မရှာတတ်တဲ့သူတွေတော့ပေါ့နော်ရှာတတ်တဲ့သူတွေကကိုယ့်ဘာသာကိုစင်ပွားပြီးတော့ထပ်ရှာပါကိုစားကန်နေရဘယ်ဟာစားတင်လဲဆိုတော့ကိုယ့်ဘာသာကို internet မှာရှာကြည့်ပေါ့နော်ဆိုတော့ငါပြောသီးစားလို့ရတယ်ငါပြောသီးကအဲ့ဟာလေမမဲ့တဲ့ဟာပေါ့နော်အစိမ်းပေါ့လေအဲ့လိုဟာလေးကပိုကောင်းတယ်အရန်အစိမ်းတော့မဟုတ်ဘူးပေါ့နော်ဒါပေမဲ့လည်းအဲ့လိုမဲ့လွန်နေရတော့အရန်မဲ့နေရတော့မဟုတ်ဘူးနည်းနည်းလေးပေါ့အဲ့လိုဟာလေးကိုစားငါပြောသီးပေါ့နော်အဓိကငါပြောသီးနောက်ပန်းသီးဆိုလို့ရှိရင်လည်းအခွန်ပါတဲ့ဟာပေါ့နော်အခွန်လေးနဲ့ပန်းသီးနောက်ပြီးလို့ရှိရင် blue berries သီးတွေပေါ့နော် berry သီးတွေဆိုလို့ရှိရင် blueberry တို့ strawberry တို့ raspberry တို့ဘာပဲဖြစ်ဖြစ် berry သီးတွေစားလို့ရတယ်နောက်တစ်ခါကျ kiwi နောက် papaya ဆိုလို့ရှိရင်သင်္ဘောသီးနောက် avocado ထောပတ်သီးနောက် grapefruit ပြီးလို့ရှိရင် watermelon ဖရဲသီးပေါ့နော် grapefruit တို့ဖရဲသီးတို့ဒါမျိုးတွေလည်းစားလို့ရတယ်ဆိုတော့ဒီအသီးလေးတွေကဘာဖြစ်မြန်မာမှာပေါ်တဲ့ထဲမှာပါပါတယ်နော်မြန်မာနဲ့တခြားနိုင်ငံတွေမှာပေါ်ပါလိမ့်မယ်ဂျပန်ကတော့တည်တဲ့အတိုင်းပဲဈေးကြီးရပေါ့နော်ဆိုတော့ဒါလည်းပါဒါဂျပန်မြန်မာပြည်ကလူတွေကိုဦးတည်ပြီးတော့ပြောတာများဖြစ်တော့ပေါ့နော်ဆိုတော့ငါပြောသီးနောက် berry သီးတွေရမယ်ပန်းသီး kiwi ထောပတ်သီးသင်္ဘောသီးဖရဲသီးပေါ့နော်အဲ့ဟာလေးတွေစားပါဒါကအတီးရွက်ထဲမှာဆိုလို့ရှိရင်ကြက်သွန်နီတို့ကြက်သွန်ဖြူတို့အဲ့ဒါတွေကကျတော့ချက်ပြီးတော့စားပါပေါ့နော်ချက်တဲ့ထဲမှာထည့်စားတာအကောင်းဆုံးပေါ့လေပါပါတယ်မြန်မာဟင်းထမင်းဟင်းအများစုကဒီကြက်သွန်ဖြူနီဆိုတာပါတတ်တာဆိုတော့ဒါအဆင်ပြေတယ်ပေါ့နော်နောက်တစ်ခါကျတော့ကညွတ်ကကျတော့လေကျမတို့နိုင်ငံမှာဈေးကြီးရတယ်မှာပါတယ်ပေါ့နော်ဈေးသက်တာတဲ့မြို့တွေနေတွေမှာလည်းရှိမှာပေါ့နော်ဒါပေမဲ့ကျမတို့ရန်ကုန်မှာဆိုလို့ရှိရင်တော့ဈေးရမ်းကြီးရလေနော်ဆိုတော့ကျမအရန်ကြိုက်တယ်ထဲမှာပါတယ်ဒါပေမဲ့မြန်မာပြည်မှာဆိုအများနဲ့စားပြတဲ့ထဲမှာမပါဘူးဈေးကြီးလို့ပေါ့နော်ဆိုတော့ဒီရောက်တဲ့ခါမှာတော့ဒီမှာဂျပန်မှာပေါ်တယ်အဲ့ဒီကညွတ်ကပေါ်တဲ့ခါကျစားပြစ်တယ်ပေါ့နော်မကြာခဏစားပြစ်တယ်အဲ့တော့ကညွတ်စားလို့ရတယ်ပေါ်တဲ့ဒေတာလူကစားပေါ့နော်ကညွတ်ရမယ်နောက်ပြီးလို့ရှိရင်ကိုတကယ်လို့မရဘူးအော်ဒီဟာဈေးကြီးတယ်ငါနေရာမှာစားလို့မရဘူးအဆင်မပြေဘူးဆိုလဲစိတ်တက်မကြနဲ့နော်သူ့ဘာသူအလားတူအစားထိုးစားလို့ရမယ့်ဟာတွေအများကြီးရှင်နော်စားလို့မရမယ့်ဟာကိုထိုင်ပြီးတော့စိတ်တက်မကြပါနဲ့ဒါကျမရှာပေးမယ်ရှာပေးတာလေးပြမယ်နော်နောက်ဒီပဲမျိုးဆိုလဲဒီပဲလေးတွေရတယ်နော်အဲ့ပဲလေးတွေကျမခေါ်တော့မခေါ်တတ်ဘူးဒီကောင်အာဒါမမင်းနဲ့တော့မတူဘူးလို့ထင်တာပဲသိလားဒီပဲလေးကအသေးလေးအဲ့ဒါရှိရနော်နောက်ပြီးလို့ရှိရင်ပဲအမျိုးထဲမှာဒီပဲအနီလေးတွေကလေမြန်မာလူဘလို့ခေါ်လဲတော့မသိဘူးကျမပဲတွေကတိတ်မသိဘူးကလဘဲတို့ပဲနီလေးပဲဝါလေးလောက်ပဲသိရပါတော့ဒီပဲလေးတွေရှိတယ်အဲ့ပဲလေးတွေချက်မှာတအားစားတယ်သိလားသူတို့ကျမကြီးကောင်းလို့ဒီမှာစားကြပါတော့နောက်တစ်ခါကျကြက်သွန်မိတ်ကကျမတို့အသေးလေးတွေလည်းစားလို့ရတယ်လို့ဒီအကြီးတွေလည်းစားလို့ရတယ်အဲ့အကြီးတွေကဒီနိုင်ငံမှာတအားပေါ်တာအထူးသဖြင့်ဂျပန်တရုတ်ကိုရီးယားအဲ့နိုင်ငံတွေကတအားစားတယ်နော်ဆိုတော့သူတို့တွေကလေအဲ့ကျမကြီးကောင်းလို့စားကြတာနေမှာသိလားကိုရီးယားတော့မသိဘူးကိုရီးနိုင်ငံမှာအဲ့လိုကြီးစားလေးစားတာလည်းမရှိဘူးဒီရောက်တဲ့အထိလည်းကျမမြင်နေသေးတယ်ယနေ့အချိန်ဒီဝယ်မစားဘူးကိုယ့်ဘာသာကိုလေတကယ်တော့ဒါတွေကစုပြုတ်လေးလှုပ်ထက်တော့ပဲဖြစ်ပါဖြစ်တစ်ခုခုလှုပ်တော့အရင်ကောင်းမဲ့ဟာတွေပေါ့နော်ဆိုတော့အဲ့ဒါလေးတွေဟိုဖြစ်ပါနောက်လို့ရှင် carrot ဆိုတာပါတော့ဟိုကမုံလာဦးအနီပေါ့နော်အဲ့ဒါလေးစားနော်အဲ့ဒါကျွယ်ဝတယ်အဲ့တော့ကိုနေ့စဉ်စားရတဲ့မှာဒါလေးတွေပါအောင်ရွေးချယ်ပြီးတော့စားပေါ့နော်အဲ့လေးကျွန်မသတိတရလာပြီးတော့ပြောပေးတာပါနောက်တစ်ခုကgrain အနေနဲ့ဆိုလို့ရှိရင်တော့ oat ပေါ့နော် oat meal ကျမတို့စားတဲ့ oat meal လည်းစားလို့ရတယ်ဆိုတော့ကျမဆိုရင်ဒါအရင်တော့အရင်စားရလေအခုဒီရက်ထဲမှာတိတ်မစားပြစ်တာဆိုတော့ဒါကျမပြန်စားဖို့အစီအစဉ်ရှိတယ်ဆိုတော့ဘာဖြစ် oat meal လေးကိုမနက်စာတစ်နက်ပေါ့နော် oat meal လေးနဲ့ငပြောသီးလေးနဲ့စားလိုက်တယ်ဆိုရင်ဒါတော်တော်ဟုတ်နေပြီလीနော်ဆိုတော့နေ့လည်စာစနက်တွေပါစားတဲ့ခါကြလို့ရှင်လဲပန်းသီးလေးစားဒါမျိုးလေးတွေပေါ့နော်ကိုကအဲ့လိုလေးတွေလုပ်ပါနောက်ပြီးလို့ရှိရင်အစိအစံအနေနဲ့ဆိုလို့ရှင်လဲနေ့လည်မှာအဲ့လို flax seed တို့နောက် chia seed တို့ almond တို့ဆိုလို့ရှင်လဲ almond အစိအစံလေးစားလို့ရတယ်ပေါ့နော်ဆိုတော့ကျမ almond ကိုအစိတွေပါတော့စားလိစားတာတော့မရှိဘူးတိုးတော်လေကျမအရေးတောက်တယ်မလားဆိုတော့အဲ့လိုရှိရပါတော့ဆိုတော့ကိုကနေ့လည်နေက snack အနေနဲ့စားမယ်တခုခုအစာပြေလေးစားမယ်ဆိုလဲအဲ့လိုအစိအစံလေးလက်တဆုပ်စားလောက်စားလိုက်ပေါ့နော်နောက်တစ်ခုအရန်ကောင်းတဲ့ prebiotics က stack အနေနဲ့ဆိုလို့ရှိရင်ဗာလဲဆန်ပေါ့နော်ဆန်တို့နောက်အာလူလည်းအရန်ကောင်းတယ်နော်ပြင် pasta တော့ကျွန်မနိုင်ငံမှာစားလိစားတာမရှိဘူးပေါ့နော်ဆိုတော့အာလူကိုဆိုလဲချက်ထားတာပေါ့နော်ချက်ထားတဲ့ဟာအကောင်းဆုံးပဲဆိုတော့အဲ့လိုမျိုးလေးစားအောင်လေချက်တာတော့ပြုတ်တာတော့ပြောချင်တာအစိမ်းမဟုတ်ဘူးအစိမ်းထုံစားပါအာလူပါနော်ဆိုတော့အဲ့လိုလေးပေါ့လေအဲ့ဒါလေးတွေရွေးချယ်စားသုံးပါလို့နော်ဆိုတော့ကျွန်မတတိယလို့လာပြီးထပ်ပြောပြပါတော့တချို့ကကျွန်မဒါအသီးရွက်များစားသီးနဲ့များစားဆိုသူတို့စားတော့စားရှာပါတယ်ဒါပေမဲ့သူတို့စားရတဲ့မှာဒီ prebiotics တွေမကြွယ်ဝတဲ့ဟာတွေဖြစ်နေမှာစိုးလို့တတိယလို့လာပြီးတော့ထပ်ပြောပြတာပါအားလုံးပဲကျွန်မချမ်းသာကြပါစေ